လူတဲ့ရတယ်ကျမအားနဲ့တကူပြောင်းနေရလားနေကမပြောင်းနဲ့နော်အော်နေပါဟာပြီးရင်ကျွန်တော်ပြောလိုက်ပါမယ်ကိုကြီးရဲ့ဟာတော့မင်းကွာငါပါယူမလားမယူမတော့တော့ပုံပြတယ်ဟိုသူတို့လက်ထက်မှာဦးလေးကသဘောတူလားလို့အဲ့ဒါကိုမေးတာအေးတူတယ်ကျွန်တော်ပါယူပါလေဟုတ်လေဟိုကျွန်တော်တို့ဆွေးနေတာလားတိတယ်ဟိုကျွန်တော်တို့ဆွေးနေတာအဆင်ပြေလားစိတ်ဘူးလို့မေးနေတာဟောအဆင်ပြေတယ်ဒီလိုလုပ်လိုက်ပါလားအဲ့တော့အကိုတို့ကလည်းရင်းနှီးသွားအောင်စကားလေးပါလေတရားပြောကြည့်လိုက်မကောင်းလားအကိုတို့ရင်းနှီးသွားအောင်လေဟိုကျွန်တော်တပည့်ရသွားအောင်တပည့်ရကောင်းတာပေါ့တေးကြတယ်နော်တေးကြတယ်ဒါပဲတေးကြတယ်အဲ့ဒါကျွန်တော်တပည့်ရသွားသူတို့မစင်းမြောက်ပါပြောပါကလေးပြောပါတပည့်ရသွားအောင်မနော်ကဲသမီးတို့ရေအဲ့ခါနားလိုက်ဦးနော်ပါလေအခုမိပါလေဟောတော့တူထားတဲ့ကိစ္စမလေးရောဘယ်လိုရတယ်ကျမအားနဲ့တကူပြောင်းနေရလားနေကမပြောင်းနဲ့နော်ကျမငယ်လေးလားဒါပဲပြောတတ်တာမလေးတို့ကြပါလေဒီနေ့ကနေရောက်ဖို့စကားတခုနဲ့မိုးနေပါပြီဘာလဲမဘူးဟိုကောလာအကောရအောင်နေလဲမယ်တူဖြစ်နေလားယောငါချစ်ဘာပြောတာယောငါချစ်တိတ်မကြဘူးနည်းနည်းကြည်ကြလေးပြောပါယောငါချစ်ကျမလည်းချစ်တယ်ဘာပြောလဲကျမလည်းချစ်တယ်လို့အသားလေးပဲကြားနေရတယ်နည်းနည်းလေးတင်ပြောလို့မရဘူးလားကျမလည်းချစ်တယ်လို့အဲ့ဒါဆိုကြားတယ်ဘာပြီးတော့အဲ့လိုကိုနဲ့အိမ်ရှိအိမ်အော်နေကြတာလေကွာသူဘာပြောနေရလဲဘာပြောရလဲဘာပြီးတော့ကိုနဲ့အိမ်ရှိအိမ်ကြားပြောနေတာလေလို့သူကလည်းငါလိုပဲနားလည်နေတယ်နော်အရေးချတယ်မလေးဘာမတူအကုန်လုံးကအိုးပဲစလောင်းပဲနေပြီအဲ့တော့မတူဒီအလေးပဲကောင်းတယ်ဒီအလေးပဲယူလိုက်တော့မယ်နေရောငါ့ကြည့်လားရပြီဒါဘာဘာအမလေးအစင်ပြေလိုက်တာပဲတယောက်ပြောနေရတာတော်အစင်ပြေတယ်တဲနေကိုချီလို့ကိုလည်းရေးချစ်တယ်နည်းတော့တင်ပြောလို့မရဘူးလားတဲလေးပဲကြားလို့အောင်မကြားပြီဒါတော့တဲလေးပဲကြားတယ်နောက်ခါမဲ့ဒီမီးမောက်တယ်လို့ကျေးကုန်ပြီဟဲ့